မင်္ဂလာပါရှင်အခုကျမကပေါ့နော်ဒီကွန်ကရစ်ကိုလက်နဲ့ပြောဆက်တဲ့အပိုင်းကိုပေါ့နော်မတင်ပေးဘူးလားလို့မေးတဲ့လူရှိလို့ပါနော်ကျမကွန်မန့်လေးကိုပြန်ဖြေလေးပေးလိုက်ပါတယ်ကျမတင်ပေးပါမယ်နော်ကျမနေမကောင်းတာလေးတွေရယ်ပြီးရင်တော့အခုရောက်နေတဲ့အပိုင်းလေးကတန်ချောင်းပိုင်းလေးတွေရောက်နေတာမလို့ကျမဒီဟာလေးတွေနောက်ပိုင်းကိုမသွားပြစ်သေးတာပေါ့နော်ကျမအခုပြန်ပြီးတော့တင်ပေးပါမယ်နော်မှာဆိုလို့ရှိရင် तू ကလက်နဲ့ရောဆက်မယ်ဆိုလို့ရှိရင်ကျမတို့အဓိကသုံးတာပေါ့နော်136လောင်းတာနဲ့ဒီ124ကိုအသုံးများတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင် तू ကဘီလက်မြေကို136နဲ့သုံးမယ်ဆိုရင်100ကူပါပေအတွက်ဘီလက်မြေက1440ပေါင်ကုန်မယ်တဲကကြတော့48ကူပါပေကုန်မယ်လိတ်သေးကြောက်ဆိုတာကကြောက်စလေးပေါ့နော်တချို့ကကြတော့လန်ကင်းနဲ့ကြောက်ဆိုတဲ့ခွဲကြောက်တွေသုံးတယ်ပေါ့နော်ဘာပဲသုံးတော့96ကူပါပေကုန်မယ်ပယံကကြတော့1ယောက်လုတ်သားကကြတော့8ယောက်တခြားရေသုံးဆွဲခြင်းကုန်ကြစိတ်ပေါ့နော်ရေဝယ်သုံးရမယ်ဆိုတော့ရေထည့်ပေးရမယ်အဲ့အတွက်ကုန်ကြစိတ်ပါလိုမယ်ဆိုရင်ထည့်ပေးရမယ်124ကကြတော့100ကူပါပေကိုပြီးလက်မြေက2080ပေါင်တဲက46ကြောက်က92ပယံ1ယောက်လုတ်သားက10ယောက်ရေသုံးဆွဲကုန်ကြစိတ်အလုံးကြီးကဒါထည့်ပေးရမယ်ပေါ့နော်ဒီဟာလေးရှိမယ်အကယ်လို့ကျမတို့ကလောင်းတဲ့အပိုင်းမပါဘူးပေါ့နော်ရောတဲ့အပိုင်းပဲဒီ124 concrete ကိုရောတဲ့အပိုင်းပဲသုံးမယ်ဆိုလို့ရှိရင်တော့ပယံက9ယောက်လုတ်သားကပယံက1ယောက်လုတ်သားက9ယောက်ကုန်မယ်ကျမတို့ကဖြော်ပြီးရင်လည်းသူ့ရဲ့ကော်လန်ဆိုလဲကော်လန်ပေါ့နော်ဖူတီဆိုလဲဖူတီမှာသွားပြီးလောင်းတဲ့လုပ်ငန်းမှာပါမယ်ဆိုရင်သူကလုတ်သားကဒီမှာ10ယောက်ဖြစ်သွားတယ်เนาะကျမတို့ဒီဟာလေးရှိပါတယ်ဒါကတော့ကျမအသုံးများလေးပြောတာပေါ့နော်ကျန်တဲ့ရောဆက်ချက်အပိုင်းတွေကတော့ဒီမှာ1ချိုး2ပိုင်းတစ်ပိုင်းချိုး9ပေါ့နော်ဒီချိုးတွေကကြတော့ဒါအသုံးတွေကလေးမလို့ကျမဒီမှာဒီဟာလေးကိုအရင်ဒါပြောပြမယ်ပေါ့နော်အခုဒါလေးပြောပြပြီးနောက်တပိုင်းကြလို့ရှိရင်သူ့ရဲ့တကယ်ဒီကော်လန်ဆိုလဲကော်လန်ဖူတီထဲဆိုလဲဖူတီထဲကိုလောင်းမယ်ဆိုရင်ဘယ်လိုတွက်ရမလဲဆိုတာကျွန်မထပ်ပြီးတော့တင်ပေးမှာဖြစ်ပါတယ်အဲ့တော့တောင်းပန်ပါတယ်เนาะကျွန်မဒီလက်နဲ့ရောဆက်တဲ့အပိုင်းကိုကျွန်မတင်ပေးမှာဖြစ်ပါတယ်ကျွန်မရဲ့ channel လေးကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့เนาะ